ကွန်ဒလနီဆိုတာတခြားအနေအပြင်ပါအနေရနေတာမဟုတ်ဘူးရှိကိုယ်ပိုင်မူလအတွင်းမှာရှိတဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်ဒီစွမ်းရည်ဟာပုံမကောင်းမွန်တဲ့ state ဖြစ်ဖို့အတွက်ခန္ဓာကိုယ်မှာရှိတဲ့အပူတွေအေးတွေခန္ဓာကိုယ်မှာရှိတဲ့ energy center တွေပေါ့စွမ်းရည်အရင်းမြစ်တွေဟာ balance ရနေဖို့လိုတယ်ဒီကွန်ဒလနီ energy ပေါ့နော်ခုနောက်ပိုင်းချက်ကရာတွေ energy တွေကိုခက်စားလာတယ်ပေါ့လူတိုင်းဒီလေ့ကျင့်တဲ့ဆိုတာကိုသိလာတာကိုခင်ဗျားဝမ်းသာပါတယ်ခင်ဗျားတို့ဒီလုံခဲ့တဲ့ပေါ့နော်ဒီဆယ်စုနှစ်တွေတုန်းကဒီ energy တွေဒီကွန်ဒလနီတွေဆိုတာသိပြီးတော့မခက်စားဘူးပေါ့နော်အမှန်တကယ်တော့ဒီပညာရတဲ့ဟိုးရှေ့ခေတ်ရဲ့ပေါ့နော်ဒီရှေ့ဒီယောဂီတွေလေ့ကျင့်ခဲ့တဲ့ယောဂကျင့်စဉ်တွေဖြစ်ပါတယ်ကွန်ဒလနီဆိုတာတခြားအနေအပြင်ပါအနေရနေတာမဟုတ်ဘူးရှိကိုယ်ပိုင်မူလအတွင်းမှာရှိတဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်ဒီစွမ်းရည်ဟာပုံမကောင်းမွန်တဲ့ state ဖြစ်ဖို့အတွက်ခန္ဓာကိုယ်မှာရှိတဲ့အပူတွေအေးတွေခန္ဓာကိုယ်မှာရှိတဲ့ energy center တွေပေါ့စွမ်းရည်အရင်းမြစ်တွေဟာ balance မျှနေဖို့လိုတယ်အပူကလည်းညားနေလို့အခန်းတော့ဘယ်ဘက်ဆိုရင်ခန္ဓာအေးချမ်းလို့ခေါ်တာခန်းတော့ရဲ့ညာဘက်ဆိုရင်အပူချမ်းလို့ခေါ်တာယောဂနဲ့ပညာရနဲ့ဆိုရင်စူရိယနဲ့တက်ဒရာပေါ့လာတက်နေတက်ပေါ့လာနဲ့နေရခန်းတော့ရင်းအရင် energy ပေါ့အဲ့တော့စန့်ကျင်ဘက်အရာတွေကိုပေါင်းစပ်ထားတာလေလူတွေရောစัจ java လာကြီးရောကမ္ဘာမြေကြီးရောအပဲအရာမှညားနေလို့မရဘူးနည်းနေလို့မရအောင်အဲ့တော့ခန္ဓာကိုယ်မှာစန့်ကျင်တဲ့အရာတွေဖြစ်တဲ့ yin yang energy တွေ feminine masculine energy တွေအပူအေးတွေပေါ့နော်နေတဲ့လတဲ့တွေပေါ့နော်စိတ်သက်ကြွမှုစိတ်ငြိမ်းချမ်းမှုတွေကလုံးဝ balance နေတဲ့ state ကိုရောက်သွားခဲ့တယ်ဆိုရင်ဒီခန္ဓာကိုယ်မှာရှိ energy center တွေရဲ့လှုပ်ဆောင်မှုက balance ညတဲ့အနေအထားကိုရရှိသွားပြီဆိုရင် conlily ဆိုတဲ့တကယ် life လို့ပေါ့နော်တကယ်စွမ်းရည်ကြီးရဲ့ခန္ဓာကိုယ်မှာရှိတဲ့စွမ်းရည်အရင်းမြစ်ကသူ့လိုလိုနိုးထားတာအဲ့ဒီ state ရဖို့အတွက်ခင်ဗျားတို့ကအစားအသောက်တွေနဲ့လေ့ကျင့်ရတယ်အခုလိုယောဂအာဆနာတွေ exercise တွေနဲ့ကျင့်ရတယ် breathing ဆိုတဲ့ pranayama လေ့ကျင့်ခန်းတွေလုပ်ရတယ် sound healing တွေနဲ့ခင်ဗျားတို့ကုစားပေးရတယ်အာယုဗေဒဆိုတဲ့အစားအသောက်တွေပေါ့နော် yogi food တွေကိုစားပေးရတယ် aroma therapy ဆိုတဲ့ရနံ့ကူထုံတွေ meditation တွေကိုလုံးဝသူ့ရဲ့နေတဲ့လာတဲ့နဲ့เนาะဒီမြကြီးတွေဟာသမမြကြီးအနေထားရောက်သွားပြီ conlily energy ကစားပြီးနိုးထားတာစွမ်းအဲ့ဒီ conlily energy နိုးထားလိုက်ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေပို့ပြီးမြင့်မားလာတာပေါ့ကိုယ့်ရဲ့ life တဲ့သက်တမ်းတွေကပို့ပြီးတော့ရှည်ကြလာတာပေါ့ဘာကြောင့်လဲဆိုရင် conlily energy နိုးထားတဲ့အခါမှာကိုယ့်ရဲ့ cells တွေကလုံးဝပေါ့နော်ဒီကောင်းမွန်တဲ့လုံးဝစွမ်းဆောင်ရည်အနေဆုံးအဖြစ်ဆုံးအနေထားကိုရောက်တာအဲ့ဒီအချိန်ဆိုရင်ခင်ဗျားတို့ကခုနပြောတဲ့ alignment ဖြစ်လာတာပေါ့နော်တချို့လူတွေမှာတော့သူတာမန်ပုံမှန်ချက်ပေါ့နော်ငွေရမှာကန်ကောင်းတဲ့အချက်တွေကပါအမ genius တွေပေါ့လေဒီ alignment person တွေကြတော့သူငွေရမှာပါတာအဲဒါပုံမှန်လူတွေကြတော့စ조사ပြီးတော့လုပ်ရတာပေါ့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့လွယ်လားဆိုတော့လည်းမလွယ်ဘူးပေါ့နော်အချိန်ပေးရတယ်ဤစနစ်မှန်ကန်မှုလိုတယ်သင်ကြားတဲ့စနစ်တကျသင်ကြားတဲ့ဆရာတွေနဲ့ပေါ့နော်သူ့ရဲ့ဒီလေ့ကျင့်မှုအောက်မှာလေ့ကျင့်နိုင်မယ်ဆိုတော့ပိုကောင်းအဲ့လိုမဟုတ်ဘူးဆိုရင်တော့သူ့ရဲ့ပုံမှန်ရှိရွယ်ဆွဲမျှကြီးတွေပါပြတ်သွားနိုင်တယ်ပြီးအဲ့ဒီ conlily awaken state တွေကပေါ့နော်ဒီ cleansing လုပ်ရတယ်ပြီး awaken လုပ်ရတယ်ပြီးတော့မှလာပေါ့နော် balancing တွေလုပ်ရတယ်ပြီးတော့မှလာ opening state ကိုသွားရတယ်အဲ့လိုဆရာတရားရဲ့ control မပါဘဲနဲ့ तू ကတော့မလုပ်တဲ့ဘူးအဲ့ဒါဆို unbalance ပို့ပြီးတော့ဖြစ်သွားနိုင်တဲ့အခြေအနေလေးတွေရှိတော့ तू အရန်ကိုနှက်နေတဲ့ဒီလေ့ကျင့်စဉ်တွေဖြစ်တာလေရိုးရိုးသားမှန် exercise မဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်